အမေရိကန်သမ္မတတယောက်အတွက်တော့ခရီးသွားတွေဆိုတာရိုးရိုးခရီးထွက်တာမဟုတ်ပါဘူး။အဲ့ဒါကစစ်စင်ရေးတစ်ခုဆင်နွှဲနေတယ်လို့ပါပဲ။သူညစာစားဖို့အိမ်ပြည်တော်ကနေထွက်လိုက်ပြီးဆိုတာနဲ့လိုရင်အားထောင်ချီလေရင်ပြန်တွေရဟတ်ရင်တွေတန်ကြပ်ကာကားတွေနဲ့ရွေလျားစေးရုံတွေပါတပြိုင်နက်တည်းလှုပ်ရှားရပါတယ်။ဒီနေ့မှာတော့ကမ္ဘာပေါ်မှာလုံခြုံရေးအမြင့်ဆုံးနဲ့အရှုပ်ထွေးဆုံးဖြစ်တဲ့ဒေါ်နယ်ထရန့်လိုအမေရိကန်သမ္မတတွေရဲ့ခရီးသွားစနစ်အကြောင်းကိုအသေးစိတ်ဖောက်တယ်ချပေးသွားမှာပါ။ပထမဆုံးအနေနဲ့မြေပြင်ပေါ်မှာသမ္မတစီးတဲ့ကားအကြောင်းကိုပြောကြားရအောင်ဒီကားကိုနာမည်ပြောင်အနေနဲ့ The Beast တားရဲကြီးလို့ခေါ်ကြပါရီကြည့်လိုက်ရင်တော့ Cadillac လိမ်မော်စင်ကအရှိကြီးတစ်စီးပါပဲဒါပေမဲ့အထဲမှာတော့တကယ်ကိုတင်ကားတစ်စီးလို့တိစောက်ထားတာပါဒီကားရဲ့တကားတစ်ချက်တည်းရဲ့အလေးချိန်က Boeing 757လေယာဉ်ပြန်တစ်စီးရဲ့တကားအလေးချိန်နဲ့အတူတူပါပဲတဲ့ဘယ်လောက်တောင်လေးမလဲစဉ်းစားလာကြည့်ပြီးတော့တန်ကြပ်ကအထူက10လက်မလောက်ရှိပြီးတော့မှန်တွေကလည်း9လက်မလောက်ထူပါရီတနက်ချီစံလောက်ကတော့ထိပ်ကားအတွက်အပျော်ရမ်းပါပဲဘုံတန်နဲ့မိုင်းတန်တွေကိုပါခံနိုင်ရှိအောင်ဖန်တီးထားတာဖြစ်ပါရီနောက်ပြီးကားထဲမှာသမ္မတအတွက်တီးတန့်အောက်ဆီဂျင်ဘူးတွေပါပါရီအကယ်၍အပြင်မှာဓာတုလက်နက်တွေနဲ့တိုက်ခိုက်ခံရရင်တော့ကားထဲမှာလေလုံးစနစ်နဲ့အသက်ရှူလို့ရနေအောင်ပါပို့ပြီးတော့အံ့ဩစရာကောင်းတာကကားရဲ့ရေခဲတစ်တာထဲမှာသမ္မတရဲ့သွေးမျိုးစားနဲ့ကိုက်ညီတဲ့သွေးပလင်းတွေကိုပါအမြဲတမ်းဆောင်ထားပေးတယ်ဆိုတာပါပဲဒါကအရေးပေါ်သွေးလိုခဲ့ရင်ချက်ချင်းသွင်းနိုင်အောင်ပေါ့တပိတ်တစည်းထဲသွားတာမဟုတ်ပါဘူးသမ္မတရဲ့ခရီးစဉ်တစ်ခုမှာကားစီ40ကနေ50လောက်ပါတဲ့ရင်နှန်းကြီးလိုက်ပါရပါတယ်အဲ့ဒီထဲမှာ American ထောက်လန်းရေး Secret Service တွေလက်နက်ကြီးတပ်ဆင်ထားတဲ့ကားတွေလူနာတင်ရင်တွေပြီးတော့ Watch Tower လို့ခေါ်တဲ့ Electronic စစ်စင်ရေးကားတွေလည်းပါပါတယ်အဲ့ဒီကားတွေကဘုံခွဲမဲ့ Remote Control Line တွေကိုဖျက်တောက်နိုင်တယ်လို့ Radio Line တွေကိုလည်းနှောက်ယှက်ပစ်နိုင်ပါတယ်သမ္မတရဲ့ကားတန်းကြီးလာပြီးဆိုရင်လမ်းကြောင်းတစ်လျှောက်လုံးကိုပိတ်ထားရပြီးတော့ဘသူကားမှဖျက်တမ်းခွင့်မရပါဘူးကဲကောင်းကင်ဘော်ကိုတက်ကြည့်ရအောင်သမ္မတစီရဲ့လေယာဉ်ပြန် Air Force One ဆိုတာကိုကြားဖို့ကြမှာပါဒါကရိုးရိုးလေယာဉ်မဟုတ်ပါဘူးဒီလေယာဉ်ရဲ့ထူးခြားချက်ကစီကုံသွားရင်မြေကြီးဘော်ကိုပြန်ဆင်းစရာမလိုပါဘူးလေထဲမှာတင်စီပြေးလို့ရပါတယ်ဒါကြောင့်စစ်ပွဲတွေအရေးပေါ်အခြေအနေတွေဖြစ်ရင်သမ္မတကမြေကြီးဘော်ကိုပြန်မစင်းပဲလေထဲကနေရပောင်းများစွာတိုင်းပြည်ကိုကုတ်ကဲလို့ရနေတာပါနောက်ပြီးနျူကလ িয়ার ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့လျှက်စစ်တန်လိုက်လိုင်းတွေကိုပါခံနိုင်ရှိအောင်လုပ်ထားပါတယ်လေယာဉ်ပေါ်မှာခွဲစိတ်ကန်အသေးလေးတစ်ခုနဲ့ဆရာဝန်တစ်ယောက်လည်းအမြဲတမ်းပါပါတယ်အစားအသောက်အတွက်ဆိုရင်လည်းလူတရာစာတစ်ပြိုင်နဲ့ချက်ပြုတ်ကျွေးမွေးနိုင်တဲ့မိဖို့ကြောင့်နှစ်ခုတောင်ပါတာဗျနောက်တစ်ခုကတော့ရဟတ်ရင်ပါတမနာစီရဲ့ရဟတ်ရင်ကိုတော့ Marine One လို့ခေါ်ပါတယ်ဒီမှာကတစ်ခုစိတ်ဝင်စားစရာကောင်းတာက Chef Game လို့ခေါ်တဲ့လှည့်ကွက်တစ်ခုသုံးတာပါတမနာကရဟတ်ရင်ဘော်ကိုတက်လိုက်တာနဲ့တူညီတဲ့နောက်ထပ်ရဟတ်ရင်2စီး3စီးလောက်ကဘေးကနေပြန်တက်လာပါတယ်ဝင်းဘော်ကိုရောက်တာနဲ့အဲ့ဒီရဟတ်ရင်တွေကနေရာတွေအချင်းချင်းချင်းပြီးတော့ပြန်တန်းကြပါတယ်ဒါကြောင့်အောက်ကနေလှမ်းကြည့်လိုက်ရင်တမနာကဘယ်ရဟတ်ရင်ပေါ်မှာပါသွားလဲဆိုတာဘလို့မှခွဲလို့မရတော့ပါဘူးဒါကလောက်ကျန်မဲ့သူတွေကိုမျက်စိလဲသွားအောင်လုပ်တဲ့နည်းပြတစ်ခုပါကဲစဉ်းစားကြည့်နော်တမရတယောက်ခရီးထွက်ဖို့အတွက်ကုန်ကျစရိတ်ကဒေါ်လာတန်းချီရှိပါတယ်ဒါပေမဲ့ကမ္ဘာအင်အားကြီးဆုံးနိုင်ငံရဲ့ခေါင်းဆောင်တယောက်ဖြစ်တဲ့အတွက်ပြီးတော့သူစီမှာနျူကလ িয়ার လက်နက်ခလုတ်ပါတဲ့အိတ်ကိုအမြဲတည်ဆောင်ထားရတဲ့အတွက်ဒါလောက်လုံခြုံရေးစင်တန်းကတော့မရှိမဖြစ်လိုအပ်တာလေးဖြစ်ပါတယ်တကယ်ချင်းတို့ရောကိုတာအဲ့လိုနေရာတွေသွားတိုင်းတတ်တော်ဆောင်ထောင်ချီနဲ့သွားရမယ်ဆိုရင်ပြောမယ်ထင်လားဒါမှမဟုတ်လွတ်လပ်မှုမရှိလို့စိတ်ညစ်မယ်ထင်လား